3000နဲ့အတားရှိစေကနေကြောက်တုံးကြီးတစ်ခုကျွန်တော်ဝယ်လာခဲ့တယ်ဗျာအင်းရောက်လို့ခွဲကြည့်လိုက်တဲ့အခါမှာတော့အထဲမှာအခေါင်းပေါက်ကြီးဖြစ်နေခဲ့ပါတယ်ဗျာကန်ကောင်းကျင်တော့အစွန်းဘက်ကကြောက်သားလေးတွေကကတော်လေးကိုကောင်းနေပါတယ်ဒါမှမဟုတ်ရင်တော့ကျွန်တော်တကယ်ကိုအရှုံးပေါ်သွားမှာပါဗျာဒီနေ့တော့ဒီကြောက်လေးကိုတုံးပြီးကောင်းမလေးတယောက်အတွက်ရေဆေးပန့်ကြည့်လို့လှပတဲ့လက်ကောက်လေးတွေကိုကျွန်တော်လုပ်ပေးသွားမှာပါဒါကသူ့အဖွားအတွက်မွေးနေ့လက်ဆောင်ပေးဖို့ပြင်ဆင်ထားတာလို့သူကဆိုပါတယ်ဗျာအလုတ်ဆဝင်တဲ့ပထမဆုံးနေ့ထီလို့သူ့မှာပတ်စံတိတ်အများကြီးမရှိသေးပါဘူးဒါပေမဲ့သူကအချိန်အကြာကြီးပတ်စံဆူဟေးပြီးတကယ်ကိုအဓိပ္ပာယ်ရှိတဲ့အရာလေးတစ်ခုပဲဖန်တီးချင်းနေတာပါဗျာသူကငငယ်ကလေးကအဖွားရဲ့ပြုစုပြောင်းထောင်မှုနဲ့ကြီးပင်လာခဲ့တာပါစာဝတ်နေရေးကိစ္စအဝါဝကအစအရာရာသူ့အဖွားကပဲဂယုစိုက်ပေးခဲ့ရတာပါဗျာအခုတော့သူကိုယ်တိုင်ပတ်စံရှာနိုင်နေပြီဖြစ်လို့ပထမဆုံးလှုပ်ချင်တာကအဘွားကိုကြီးစုဆက်ချင်တာပါတယ်ဗျာသူကကျွန်တော်ကိုပြောပါတယ်မြို့ပေါ်မှာဆိုရင်တော့အယောင်သွေးစုံလင်လှပတဲ့ပစ္စည်းမျိုးစုံတွေ့ဘူးပေမဲ့လေတကယ်တမ်းရည်ရှိဝစ်စင်နိုင်တာကတော့ဒီလိုသဘာဝအတိုင်းလေးတွေပါပဲတဲ့ဗျာရှုပ်ထွေးတဲ့ပန်းပူလက်ရာတွေမလိုသလိုထူးဆန်းတဲ့ဒီဇိုင်းတွေလည်းမလိုပါဘူးတတရရနဲ့ကြည်ကောင်းနေဖို့ပဲလူကြီးဝစ်လေပိုလလာလေဆိုရင်အကောင်းဆုံးပါပဲတဲ့ဗျာလက်လေးမြောက်လိုက်ရင်လက်ကောက်ဝစ်မှာတောင်တန်းနေစီးစိမ့်နေသလိုပေါ့ဗျာဒီစကားကိုကြားပြီးတာနဲ့ကျွန်တော်စိတ်ထဲချက်ချင်းပဲအကြံရသွားခဲ့ပါတယ်ဒီကြောက်လေးရဲ့အလှတရားကိုရိုးရှင်းဆုံးပုံစံနဲ့ဖော်ကျူးဖို့ဆုံးဖြတ်လိုက်ပါတယ်ဗျာရှုပ်ထွေးတဲ့ပုံစံတွေမထွန်းသလိုအပြင်ကအလှစိန်ပစ္စည်းတွေလည်းမထည့်ပါဘူးသူ့ရဲ့မူလတဘာဝတောင်တန်းအလှကူတာလည်းအဓိကနေရာကနေပေါ်လွင်စေမှာပါဗျာအယောင်တင်တဲ့အချိန်မှာလည်းဖိအားကိုအချိန်ချိန်ညှိပေးရပါတယ်အမဲအောင်နောက်ခံကိုပိုပြီးတည်ငြိမ်သွားစေဖို့နဲ့ရွှေဝါရောင်အကျော်လေးတွေကိုပိုပေါ်လွင်လာစေဖို့ပါဗျာဒါမှလက်ကောက်ရဲ့အကွေးလေးပေါ်မှာလှပပစီးစင်းနေမှာပါအယောင်ရစ်တဲ့နေရာတွေကတောင်ကမ်းပါးရံတွေလိုဖိနေပြီးအယောင်ဖြော့ရဲ့နေရာတွေကတော့တိမ်တိုက်တွေစီးစင်းနေသလိုပါပဲဗျာအဝါနဲ့အမဲလေးတွေရိုးရှက်နေတာကစက်ကူပေါ်ကရိုးရပန်းချီကားတစ်ချက်လိုပါပဲတီငိမ်ပေမဲ့တက်ဝင်လှရှားနေသလိုခံစားရမှာပါဗျာဒီလိုလက်ကောက်မျိုးဖြူလို့ရတဲ့အခက်ခဲကတကယ်တော့ပန်းပူထွန်းရတာထက်တောင်ပိုခက်ပါသေးတယ်ဗျာဘာလို့လဲဆိုတော့သူ့မှာပုံသေးပုံစံဆိုတာမရှိလို့ပါပဲအစင်တိုင်းမှာကြောက်သားရတဘာဝအသွားအလာကိုနားလည်ဖို့လိုပါတယ်အတင်းသမားဖြတ်တောက်လို့မရသလိုကြမ်းတမ်းလဲလုံလို့မရပါဘူးဗျာမဟုတ်ရင်တော့အလှဆုံးအကျော်လေးလေပျက်စီးသွားမှာပါပဲဒီဇိုင်းလေးရှုပ်သွားမှာပါဗျာအောက်ခံအယောင်ကလည်းမှိန်သွားမယ်အကွေကောက်တိုင်းကိုကျွန်တော်အထီးအတွေ့နဲ့မှတ်ထားပါတယ်ဗျာနည်းနည်းချင်းစီအဝိုင်းပုံသွင်းပြီးတဖြည်းဖြည်းအယောင်တင်းလိုက်ပါတယ်ဗျာဒီလက်ကောက်ကြီးကိုမူလကြောက်သားရဲ့အနေထားကနေသူ့မှာရှိတဲ့အလှတရားပေါ်လာအောင်လုပ်လိုက်ပါတယ်ဗျာအချော်တဲ့ထွက်လာရဲ့အချိန်မှာတော့ကျွန်တော်တောင်အကြိမ်ကြိမ်ငေးကြည့်မိပါတယ်ဗျာသူကတိတ်မဟန်ပေမဲ့ကြည့်လို့ကောင်းတယ်ဗျာမျက်စိမစူးပေမဲ့ကြည့်လေလှလေပါပဲလက်မဝတ်ထားတဲ့အခါထုံပေါင်းဆောင်ကအလင်းရောင်တွေဟာသူ့ကိုစကားလာဖြိုးနေသလိုပါပဲဗျာတောင်တန်းဒီလိုလိုင်းတွန်လေးတွေကရေထဲမှာမြင်ပြန့်သွားသလိုပဲဗျာရွှေရောင်လွမ်းနဲ့စောင်းဦးတောင်တန်းနဲ့လည်းတူပါတယ်ဗျာငြိမ်တက်နေပေမဲ့အလီးချိန်တစ်ခုတော့ရှိတယ်ဗျာကော်မလေးကဓာတ်ပုံကိုမြင်လိုက်တဲ့အခါမျက်လုံးလေးတွေအယောင်လတ်သွားပါတယ်ဗျာသူကဆရာတဲ့ဒါကသမီးအဖွားကိုလက်ဆောင်ပေးခြင်းတဲ့ပုံစံလေးပါပဲတဲ့ဗျာသူကတူတူလေးလဲဆရာရဲ့လို့မေးလာပါတယ်ဗျာသမီးမပတ်စံသိမ့်မရှိလို့လက်ကလေးနဲ့ရှော့ပေးလို့ရမလားတဲ့ဗျာအဖွားကိုပန်းစည်းလေးတစ်စီးလင်းဝယ်ပေးခြင်းသေးလို့ပါတဲ့ဗျာအဲ့ဒီအချိန်မှာကျွန်တော်တကယ်ပဲစိတ်လှရှားသွားပါတယ်ဗျာတစ်ဖက်မှာကကလေးမလေး3နှစ်တိစုထားတဲ့မိသားတရားနောက်တစ်ဖက်မှာကလက်မှုပညာရှင်တယောက်ရဲ့ရက်တီချက်ပေါ့ဗျာကျွန်တော်သူ့ကိုပြောလိုက်ပါတယ်သမီးရဲ့ဒီမိသားတရားကဘလို့တန်ဖိုးနဲ့မဆိုနှဲရှင်လို့မရပါဘူးလို့ကျွန်တော်သူ့ကိုဂရီပေးခဲ့ပါတယ်ဒီလေယာလေးကိုအစအဆုံးမှတ်တမ်းတင်ပြီးသမီးရဲ့မိသားကိုလူလေးပိုမီအောင်လုပ်ပေးမယ်ဆိုရင်ဒီလက်ခါကိုဆရာအလကားလုပ်ပေးပါမယ်လို့အဖွားအတွက်လက်ဆောင်ဖြစ်တဲ့ဒီလက်ရာကိုအကောင်းဆုံးချီတော်ဆရာဖန်တီးပေးပါမယ်ဗျာကျွန်တော်ဒီလိုဗီဒီယိုတွေအမြဲတင်နေတာကနာမည်ကျွေးကျင်လို့မဟုတ်ပါဘူးဗျာလူဒီပိုးထိလာစေချင်လို့ပါဗျာတချို့အရာတွေကကြော်ညာအားနဲ့အောင်မြင်တာမဟုတ်ဘူးဆိုတာပါဗျာတချို့ကကြော်သွားကြမှာပါကျွန်တော်နားလေပါတယ်ဗျာရက်ကြည့်ပြီးအသေးလေးပေးချင်တဲ့သူတွေလည်းရှိမှာပါဗျာလှတယ်လို့မှတ်ချက်လေးပေးပါဗျာကျွန်တော်တကယ်ကိုကြီးစင်တင်ပါတယ်ဗျာဒီနေရာအထိကြီးစုပေးတယ်ဆိုရင်တော့ခင်ဗျားတို့အနေနဲ့အချိန်လေးပေးပြီးဒီလက်ကောက်တကွန်းဟာကြောက်တုံးတုံးဘဝကနေအပွားနဲ့အတူနှစ်ပေါင်းများစွာနေမဲ့အရာဘလို့ထစ်လာလဲဆိုတာကိုဒီရေဆေးပန်းကြီးလေးလက်ကောက်လေးကိုဘလို့မြင်လဲဗျာဒီလိုတဘာဝကြလဲကြည့်လေလော်လီထစ်နေတဲ့အလှတရားကိုနှစ်တက်တယ်ဆိုရင်စက္ကန့်အနည်းငယ်လောက်အချိန်ပေးပြီးဒီလက်မှုပင်ကရှင်တို့အသေးလေးပေးခဲ့ပါလားဗျာဒါမှမဟုတ်လားတယ်လို့မှတ်ချက်လေးရေးပေးပါဗျာအားပေးမှုအတွက်ကြီးစုတင်ပါတယ်ဗျာရေစက်ပိုင်တော့ကျွန်တော်ခမရအတွက် fit ခမရအချစ်လျာဆုံးသူ့အတွက် fit တီးတန်လက်ကောက်လေးကိုယ်တိုင်လှုပ်ပေးခြင်းပါတယ်ဗျာဒီလိုကြောက်စင်းလက်ကောက်လေးတွေကကျွန်တော်တို့ရဲ့မေတ္တာတရားတွေကိုအကောင်းဆုံးကိုစားပြုနိုင်ပါတယ်
အခုလိုလက်ရမြောက်တဲ့ဖန်တီးမှုတွေနဲ့အတူပိုင်ရှင်ထိလာမဲ့သူတို့ကျွန်တော်တိတိကျကျလေးထုပို့လိုက်ပါမယ်ဗျာတစ်တာလေးတွေထိထားတဲ့အချိန်မှာနဲ့ကြောက်စင်းရဲ့တီးချမ်းတဲ့အလှတရားကပို့ပြီးတော့ပေါ်လွင်နေပါတယ်ဗျာဒီလက်ဆောင်လေးကိုရရှိမဲ့သူတိုင်းအမြဲပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ